မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဧကကနိဗ္ဗတ်တေကနံပါတ်130နဲ့အမရာဒေဝီပညာဇက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇက်တော်ကတော့မောတထာကိုအမရာကမိမိအိမ်တို့တွားရင်လမ်းကိုညွှန်ပြခြင်းအကြောင်းကိုအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်အိုမင်းကလေးတင်းဤအမိအိမ်တို့ငါတွားအံ့ငါအားတင်းတို့နေအိမ်ခီးကိုပြောကြပါလို့ဟုဆိုရာအမရာကလည်းတာတို့ကောင်းပါပြီအရှင်သာဆိုပြီးတော့လမ်းကိုရိုးရိုးမပြောဘဲဤကဲ့သို့ပြောလိုက်ပါသည်အရှင်သာဒီခရီးအတိုင်းလိုက်သွားလို့ရှိရင်ကျွန်တော်မတို့ဥတ္တရယဝမစ္စကနိကုံရောက်သွားလိမ့်မည်အဲ့ဒီရွာရောက်သွားလို့ရှိရင်ဒီလမ်းအတိုင်းလိုက်သွားတော့အိမ်အိမ်မှာမုတ်လုံးများမုတ်လုံးရေပေါ်ရောင်းတဲ့အိမ်ကလေးလည်းတွေ့လိမ့်မည်အဲ့ဒီအိမ်တွေ့ပြီးနောက်မှာပုံးရီရောင်းတဲ့အိမ်စံပုံးရီရောင်းတဲ့အိမ်ကိုတွေ့ပါလိမ့်မည်အဲ့ဒီအိမ်ကရှေ့ကိုတဆင့်တိုးသွားလိုက်လို့ရှိရင်အရွက်နှစ်ထပ်ရှိတဲ့ပေါက်ပင်ကြီးကတိပင်ကြီးပွေနေတာတွေ့ပါလိမ့်မည်အရှင်သာတွေ့ရင်အကျင်လက်ဖြစ်ဘေးကန်ဤထိုလက်ဖြစ်သွားဖို့ရန်ကျွန်တော်မှပြောလိုက်မှာကြားလိုက်ပါတယ်အကျင်လက်ဖြစ်မပေးကမ်းလို့မပေးကမ်းတဲ့လက်ဖြစ်မသွားဖို့ရန်မှာကြားလိုက်ပါတယ်ဤခရီးသည်ကျွန်တော်မတို့နေအိမ်ဤဖုံးကွယ်အပ်တဲ့လမ်းကိုတီးအောင်ပဲကြွတော်မူပါဖျားလို့ပြောလိုက်တယ်အမရာဒေဝီပညာဇက်တော်ဤတွင်ပြီးအခုလိုဖက်ပြခွင့်ရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ